ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Mounty Twin ဆိုတဲ့ YouTube channel လေးကနေအားလုံးတစ်ခါပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးမှာဆိုရင်ကျွန်တော်အိမ်မှာနေတုံနဲ့လက်စစ်ပစ္စည်းတွေပြတ်သွားတဲ့အခါကျရင်ကျွန်တော်ကိုယ်တိုင်ဘယ်လိုပြန်လဲပြီးတော့ပြင်ဆင်ပြီးတော့အသုံးပြုရမယ်ဆိုတော့နီလန်ကောင်းလေးကိုကျွန်တော်ပြောပြမြောက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာလည်းပြင်ပြီးစင်ဒီ training video ပုတ်ပေါင်း100ကျော်ကိုကျွန်တော် playlist တွေ9ခုခွဲပြီးတော့တင်ပေးခဲ့ပြီးဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ရဲ့ channel လေးကိုခုမှရောက်လာပြီးတော့အဲ့ဒီ video ကိုမကြည့်ရသေးဆိုရင်တစ်ချက်လောက်ပြန်လဲတော့ပြီးတော့လေ့လာကြည့်အားပေးလို့ရပါတယ်ဗျဒီအခုတလုံးမှာလည်းကျွန်တော်ကမအားတာနဲ့ကျွန်တော် channel မှာ video တွေကိုမတင်ပေးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်အခွင့်အရေးရတယ်လို့မျိုးအများကြီးကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်ဒီနေ့မှာလည်းအားလုံးအတွက်ကိုကြိုးရှိမဲ့ video လေးကိုကျွန်တော်လုပ်ဖို့စဉ်းစားထားတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်အခုလိုမျိုးအိမ်မှာ AC မီးလုံးအပြတ်တွေကိုရှိတဲ့ခါကျရင် DC အားသွင်းမီးလုံးဖြစ်ပြောင်းလဲပြီးတော့အသုံးပြုလို့ရမယ်ဒီလန်ကောင်းတွေကျွန်တော်ပြောမြောက်ပြီးတော့မှာဖြစ်တယ်အခုလိုမျိုးမီးတွေအရန်ပြတ်နေတဲ့မိုးရာသီမှာတော့ဒီနီလန်းလေးကအားလုံးတက်ကိုအကျိုးရှိပြီးတော့သုံးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်အားပေးပါအောင်ဗျဟုတ်ပြီဒီနေ့တော့လိုအပ်တဲ့ပစ္စည်းလေးတွေကကြတော့ကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲ AC မီးလုံးအပြတ်ပေါ့နော်မီးလုံးအပြတ်လေးတစ်လုံးလိုအပ်မယ်နောက်တစ်ခုလိုအပ်တာကြတော့ကျွန်တော်တို့အမြဲသုံးနေတဲ့အားသွင်းတက်ခဲ -650 လေးပေါ့ပြီးတော့ဒီတက်ခဲကိုအားသွင်းပေးမယ်ကျွန်တော် TP 4056လို့ခေါ်တဲ့ lithium ion တွေကိုအားသွင်းပေးတဲ့ charger ကတ်လေးပေါ့နော်တိုက်စီ charger ကတ်လေးပဲသုံးပြီးပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုအနေနဲ့ဒီနေ့တော့အရေးကြီးလိုအပ်တာကကြတော့ဘာလဲဆိုတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဓာတ်မီးအစားထိုးမီးအစားထိုးရဲ့ circuit ပြားလေးပဲဖြစ်ပါတယ် okay ဒီ circuit လေးကလည်းတော်တော်မိုက်တယ်ဗျဒီမှာအားလုံးမြင်တဲ့အတိုင်းပဲဒီမှာခလုတ်အဖွင့်ပိတ် on off circuit ကဒီမှာပါပြီးသား circuit ပြားပြီးတော့ဒီမှာအရှိမီဘေးမီတော့နှစ်ခုလုံးပါတယ်ပေါ့နော်ဒါဆိုရင်အရှိမီဒါဆိုရင်ဘေးမီထွန်းတဲ့ဟာလေးပေါ့နော် okay ဒီမှာဘာမှမြင်မြန်ဆဆလှုပ်ဆရာမလိုဘူးဒီမှာဓာတ်ခဲသွားတက်လိုက်ရုံနဲ့ကိုသူကအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာအပေါင်းနှစ်ကျိုးကိုပါဝါဓာတ်ခဲနဲ့သွားပြီးချိတ်ဆက်လိုက်ပြီဆိုရင်အသုံးပြုလို့ရပြီဒီမှာဒီခလုတ်လေးနှိပ်လိုက်မယ်တစ်ချက်နှိပ်တယ်ဆိုရင်သူကဒီအရှိမီပေါ့နော်ဒီပတ်မဲ့ပုံကအရှိမီလေးလင်းလာမယ်နောက်တစ်ချက်နှိပ်တယ်ဆိုရင်ဘေးမီလင်းမယ်ပေါ့နော်ဒါ COB မီတန်လေးလင်းမယ် okay နောက်အဲ့လိုမျိုးလင်းမယ်နောက်တစ်ချက်နှိပ်တယ်ဆိုရင်ပိတ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာကျတော့ဒီလိုမျိုးဓာတ်မီးမှာအစားထိုးတဲ့ circuit လေးကိုအားသွင်းမီးလုံးတစ်ခုအနေနဲ့ကျွန်တော်ကပြောင်းလဲပြီးတော့ထွင်ပြီးတော့အသုံးပြုရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကကြတော့သူကဓာတ်ခဲကိုအားပြန်သွင်းပေးတဲ့စနစ်တော့မပါဘူးပေါ့နော်ဒါဓာတ်ခဲချိတ်တယ်မီးထွန်းတယ်ပေါ့နော်ဓာတ်ခဲအားပြန်သွင်းတဲ့စနစ်မပါဘူးအဲ့ဒီအတွက်ကို TP4056 ဓာတ်ခဲအားသွင်းတဲ့ကတ်လေးကိုအသုံးပြုပေးရဖြစ်တယ်အဲ့တော့ဒီ TP4056 လေးကဓာတ်ခဲကိုသွားမယ်ဒီကတ်လေးကကြတော့ BNS ပါပြီးသားပေါ့နော်ဒီမှာသူမှာငုတ်လေးက၄ငုတ်ပါတယ်ဒီမှာ B- နဲ့ B+ ကကြတော့ဘက်ထရီရဲ့အပေါင်းတို့ကိုသွားပေးရမယ်ဒီဘက်မှာအောက် minus နဲ့အောက်ဒီဘက်မှာအောက် plus နဲ့အောက် minus ဆိုတာရှိရပါတော့အောက်ပို့အပေါင်းအနှုတ်နှစ်ခုရှိတယ်အဲ့အပေါင်းအနှုတ်နှစ်ခုကကြတော့ဒီ LED circuit လေးကိုသွားပေးရမယ်အဲ့တော့ဒီမီးလေးအဲ့တော့ဒီကျိုးလေးနှစ်ကျိုးပေါ့နော်ဒီမှာအပြာနဲ့အနီကျိုးလေးနှစ်ကျိုးကိုကျွန်တော်ကဖြုတ်ပေးရမှာနော်ဖြုတ်ပြီးတော့ဒီ BNS ပြီးတော့ဒီအားသွင်းကတ်ကထွက်တဲ့ဒီပေါ့နော်အောက်ပို့အပေါင်းအနှုတ်နှစ်ကျိုးကိုသွားပြီးတော့ချိတ်ပေးနိုင်ရပြီဒီ AC မီးလုံးအပြည့်ကိုကြာဘယ်မှာတော့သုံးပါလဲဆိုတော့ဒီလိုမျိုးမီးလုံးတွေတက်ခဲ့တဲ့အထိုင်ချနေရာမှာသွားပြီးအသုံးပြုမယ်ပေါ့နော်အဲ့တော့ဒီ circuit ပြားကိုဖြုတ်လိုက်မယ်ဒီထက်အသေး circuit ပြားတော့မလိုအပ်ဘူးပေါ့နော်ဒါပေမဲ့ဒီမီးပြားလေးတော့ပြန်သုံးမယ်ဒီမီးပြားလေးကြတော့ဒီမီးလုံးတွေအထိုင်ချနေရာမှာတွက်ကတ်ဖို့အသုံးပြုမယ်ပေါ့နော်ဒီကျိုးတွေဘာတွေကမလိုအပ်တော့ဆိုတော့ဒါတွေကိုဖြုတ်လိုက်မယ် circuit တွေလည်းဖြုတ်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးတော့ဒီအနောက်ကဖင်လေးကိုကြတော့ကျွန်တော်ခြံထားလိုက်မယ်ဒီအပေါ်ကရှိတဲ့ကော်လေးကိုကြတော့ကျွန်တော်တို့ထိုးပြီးတော့ပဲဖြစ်ကလော်ပြီးတော့ဖြစ်ဖြုတ်လိုက်မယ်ပေါ့နော်အဲ့ကောင်ကကြတော့ဘာသုံးဖို့လဲဆိုတော့ဒီမှာအားသွင်းတဲ့ကတ်လေးကိုဒီမှာလာထည့်မယ်ပေါ့နော်အဲ့တော့ဒီမှာသူ့မှာပါတဲ့ line လေးတိုင်းပဲokay ထိုးထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီအနောက်မှာသူ့ရဲ့တိုက်စီပေါက်လေးကဒီမှာလာပေါ်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့အားအသွင်းတဲ့ဟာကိုဒီကနေအားသွင်းလို့ရမယ်ဒီကနေတိုက်စီကတ်လေးထည့်ထားလိုက်တယ်ပေါ့နော်ဒီအဲ့ဒီမှာဘက်ထရီပါရဲ့ဒီမှာလာထည့်မယ်ပြီးတော့ဒီမှာပေါ့နော်ဒီ circuit ပြားရဲ့ခလုတ်အဖွင့်ပိတ်သူ့ရဲ့အဖွင့်ပိတ်ခလုတ်က4000လေးဖြစ်တဲ့အတွက်ကိုဒီမှာ
ဒီမီးလုံးလေးမှာ4000ပုံစံလေးကျွန်တော်ဖောက်ပေးထားတယ်အဲ့ဒီ circuit လေးကိုအထက်ကနေဒီလိုထည့်လိုက်မယ်ဒီနော်ငါလောက်ဖွင့်ပိတ်လုပ်လို့ရမယ်ပေါ့နော် okay ဒါတော့အကြမ်းမြင့်ရှင်းပြပေးတာကျွန်တော်ခဲစော်ရင်းထဲမှာတစ်ခါပြန်ပြသွားပေးမယ်တော့ခဲဆွဲလာမဆွဲလာကိုပြန်ပြီးတော့နည်းနည်းလေးလက်လေးနဲ့ဆွဲပြီးတော့စမ်းကြည့်ပေါ့နော်အဲ့ဒီပေါ့ဘက်ထရီတွေဒီတက်ခဲတွေ1650ပေါ့နော်လီသီယမ်အိုင်ယွန်တက်ခဲတွေကိုခဲဆွဲတဲ့ခါကျရင်ခဲမဆွဲတဲ့ပြဿနာဖြစ်တဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖန်တီးထားတယ်အဲ့ဒီဗီဒီယိုလေးရဲ့ link ကိုလည်းကျွန်တော်ဒီ comment မှာ description မှာတွဲပေးခဲ့မယ်ပေါ့နော်တကယ်လို့ကြည့်ရှင်တဲ့လူတွေရှိရင်တော့တစ်ချက်လောက်သွားပြီးတော့ကြည့်ရှုလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တက်ခဲနဲ့အာသွင်းကတ်နဲ့တွဲတာတော့ပြီးသွားပြီပေါ့နော်အဲ့တော့ဒီသူ့ရဲ့ LED circuit လေးကဒီအပြာတကြိုးနဲ့အနီတကြိုးတခါထပ်ဖြုတ်လိုက်မယ်အခုဆိုရင်ကျွန်တော်ဒီမင်းကြီးလုပ်တဲ့ဟာတော့ PC တော့မှာပေါ့နော် okay ဒီမှာကျွန်တော်ခုနဖြုတ်လိုက်တဲ့ခဲ point လေးမှာဒီတက်ခဲရဲ့ဒီအာသွင်းကတ်ကလာတဲ့အပေါင်းတို့လေးနှစ်ခုကိုသွားပြီးတော့ခဲဆော်ပြလိုက်ရုံပဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကခဲဆော်တဲ့အဆင့်အားလုံးကပြီးစီးသွားပြီပေါ့နော်ဒါဆိုကျွန်တော်တို့အစမ်းပြီးအသုံးပြုလို့ရပြီကျွန်တော်ခလုတ်လေးကိုကျွန်တော်နှိပ်လိုက်မယ်တစ်ချက်နှိပ်တယ်ပထမတစ်ချက်နှိပ်တဲ့ခါကျရင်ဒီမီးပင်ပုံစံလေးမီးလင်းသွားမယ်နောက်တစ်ချက်နှိပ်တဲ့ခါကျရင်ဒီဘေးမီးလင်းမယ်ပေါ့နော်မီးလင်းအားကတော့ဒီဘေးမီးကတော့ပို့ပြီးတော့လင်းအားပိုကောင်းတာပေါ့နော်ဒီရှိကဒီရှိကဒီပန်းမွင့်ပုံစံမီးသီးလေးကကြတော့ကျွန်တော်အရှိကမီးစလောင်းနဲ့ပေါ့နော်မီးစလောင်းနဲ့မှသူအဝေးပြေးတဲ့အရှိမီးဒီဇိုင်းအနေနဲ့လင်းတာဒီဘေးကကျတော့ကျွန်တော်တို့ပြန်ပြီးတော့လင်းတာပေါ့နော်ဒီဟုတ်ကဲ့ဒီမှာဆိုရင်ကျွန်တော်တို့အားလုံးကိုနေရာချလို့ပြီးသွားတဲ့အခြေအနေဖြစ်သွားပြီပေါ့နော်ဒါပြီးသွားတဲ့အခြေအနေဖြစ်သွားပြီကျွန်တော်ပြပြတဲ့အတိုင်းပဲဒီထဲမှာအာသင်းနဲ့ကတ်လေးကိုဟိုမှာထည့်ထားပေးတယ်ဒီမှာကျတော့ကျွန်တော်တို့တက်ခဲလေးကိုကော်နယ်ပဲဒီလိုကတ်ထားပေးတယ်ဒီမှာအာသင်းနဲ့တိုက်စီခေါင်းလေးကတော့ဒီလိုပေါ်နေမှာပေါ့နော်ပြီးတော့ဒီမှာသူ့ရဲ့ circuit ကအဖွင့်ပိတ်လုပ်မဲ့ဒီခလုတ်လေးကိုဒီမှာကော်လေးနဲ့ပဲကတ်ထားပေးတယ်တကယ်လို့ကော်လေးမှမကတ်ချင်ဘူးဆိုရင်လည်းဒီမှာအပေါက်လေးနှစ်ပေါက်ဖောက်ထားတယ်ပေါ့နော်အဲ့ဒီကနေမူလီလေးနဲ့လှမ်းပြီးတော့ကြက်ထားလိုက်လို့ရတယ်ပေါ့နော်အခါကျရင်ပြန်ပြုံးမထွက်တော့ဘူးဟုတ်ပြီအဲ့တော့ဒီမှာဒီမီးပြားလေးနှစ်ပြားတော့ဒီမှာတွဲလောင်းလေးချထားပေးတယ်နော်ဒီမှာသူ့ရဲ့ဒီမီးပြားလေးကိုကျတော့ပြန်ပြီးတော့အသုံးပြုမယ်ဘာလို့ဆိုတော့ဒီမီးပြားလေးပြန်ထိုင်ဖို့ပေါ့နော်အဲ့တော့ဒီအပေါက်လေးထဲကိုဒီမီးရဲ့သူ့ရဲ့ဒီကောင်လေးတွေပေါ့နော်မီးချောင်းလေးတွေမီးပြားလေးကိုဒီလိုထည့်လိုက်မယ်ဟုတ်ပြီဒီနောက်ဆုံးသူ့ရဲ့ဒီ LED မီးပြားလေးကိုကြာတော့ကျွန်တော်တို့ကဒီမီးလုံးလေးတွေအထိုင်ချဖို့အတွက်ကိုအသုံးပြုမှာပေါ့နော်ဒီမှာဒီရိုးပန်းပွင့်ပုံစံမီးလုံးလေးကိုကြာတော့ကျွန်တော်ဒီအပေါက်ထဲကနေပြီးတော့ထုတ်လိုက်တယ်ဒီမီးချောင်းအရှိလေးကိုကြာတော့ကျွန်တော်တို့အကျိုးတူနေပြီးမှတ်ပြီးလို့ပေါ့နော်ဒီအပေါက်ဖောက်ပြီးတော့မှဒီမီးပြအပေါက်ဖောက်ပြီးတော့မှဒီဘက်ကိုထုတ်ပေးလိုက်တယ်အဲဆိုရင်ကျွန်တော်အဆင်ပြေသွားပြီနောက်ဆုံးဒီမီးအိမ်လေးကိုအထိုင်ချတော့မယ်ပေါ့နော်โอเคအတားရလေးပဲမီးတုံးလေးကိုသူ့နေရာဒီအန်ဂရဂျာဖြစ်အောင်လိုက်ဖြီးပေးလိုက်ပေါ့နော်ဟုတ်ပြီโอเคဒီမီးလုံးလေးကိုကြာတော့ဒီမှာဒီမီးပြားမှာပေါ့နော်ဒီအောက်ခံပြားမှာကျွန်တော်တို့မူလီခေါင်းနဲ့ကျက်လိုက်တာမီလီခေါင်းနဲ့တက်လိုက်တာပဲဖြစ်လုပ်လို့ရတယ်ပေါ့နော်ဒီမှာအဲ့ဒီမီးပြားမှာအပေါက်လေးတွေပါတယ်နော်ဒီကောင်ဆိုလဲမီးထဲမှာအပေါက်ပါတယ်အပေါက်လေးပါအဲ့တော့ screw အသေးလေးနဲ့သွားပြီးတော့ဒီကောင်တက်ထားလိုက်လို့ရတယ်ဒီပန်းမပုံစံမီးသီးရကြတော့လဲအဲ့လိုပေါ့နော် screw နှလုံးနဲ့ဘယ်တစ်ခုညာတစ်ခုကျက်ထားလိုက်ရင်ဒီလိုမျိုးသူကကျက်ပြီးတော့အသေးဖြစ်တော့မှာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုးမီးလုံးလေးရရှိပြီပေါ့နော်စမ်းကြည့်လို့ရပြီသူ့ရဲ့ဒီမီးခွန်လေးပေါ့နော်ဒီအလင်းပြန်တဲ့မီးအိမ်လေးကိုပြန်ပြီးတော့ပိတ်ပြီးတော့ကျွန်တော်စမ်းကြည့်လိုက်ကြမယ်ဒါဆိုရင်ပထမတစ်ချက်ကတော့မီးကခက်ဝါလေးပဲလင်းမှာပေါ့နော်ချက်ပေါ့နော်ပထမတစ်ချက်ကျတော့မီးကအသိပြီးတော့လင်းမှာမဟုတ်ဘူးဒီလိုလေးပဲလင်းမယ်ပေါ့နော်ဒုတိယတစ်ချက်မှာသူကပို့ပြီးလင်းမယ်โอเคဒါဆိုရင်မီးဖြူပေါ့နော်မီးဖြူတော်တော်လေးကိုလင်းရကောင်းတယ်မီးနဲ့တိုင်းပဲပေါ့နော်မီးတစ်ချက်ပိတ်ပြီးစမ်းပြပေးမယ်
โอเคဒါမီးလုံးဝပိတ်လိုက်ပြီပေါ့နော်ဒါကျွန်တော်အခန်းမီးအောင်လေးတတလေးပဲရှိတယ်လားကျွန်တော်အခန်းမီးအောင်မင်းလေးပဲရှိတာโอเคပထမတစ်ချက်ကိုဖွင့်ကြည့်မယ်ဒါမီးအဝိုင်အောင်လေးဒီမီးဝိုင်အောင်လေးကကျတော့ညအိမ်မီးနဲ့အသုံးပြုလို့အဆင်ပြေရပေါ့နော်မီးလည်းအရင်မဆူအရင်လည်းမလင်းပေါ့နော်အဆင်ပြေရပြီးတော့မီးအဝါလေးဖြစ်တဲ့အတွက်ကိုโอเคဒါပထမတစ်ချက်နောက်ဒုတိယတစ်ချက်ကကျတော့အဖြူမီးကတော့တော်လင်းနေပေါ့နော်အားလုံးဒီမြင်တဲ့အတိုင်းပဲမျိုးလုံးကျင်းတော့အကူလင်းနေကျွန်တော်အားသိမီးလုံးတွေတကယ်ပေါ့နော်ကျွန်တော်1000ကျော်ပြည့်အားသိမီးလုံးတွေရဲ့လင်းအားလောက်ကိုရှိတယ်ဒီဒုတိယချက်ကကြတော့ဒီမီးလုံးတစ်လုံးထွန်းထားရဆိုရင်မီးပြတ်သွားရင်အခန်းထဲမှာရှိတယ်ကျွန်တော်အိမ်မှာပဲရှိတယ်ပေါ့နော်ဒီတစ်လုံးထွန်းထားရင်အဆင်ပြေနေမှာဖြစ်တယ်ဒါကတော့ကျွန်တော်အားသွင်းတဲ့ဟာလေးကိုကျွန်တော်စမ်းပြပေးရပါတော့ဒီမှာတိုက်စီဖုန်းအားသွင်းကျိုးလေးနဲ့ပဲလက်တကူတွားပြီးတော့သွင်းလို့ရမယ်ဒါဆိုရင်ဒီမှာမီးအနီလေးလင်းနေပေါ့နော်ဒါအားသွင်းနေတဲ့အချိန်ဆိုရင်တော့မီးအနီလေးပုံမှန်တိုင်းပဲလင်းနေလိမ့်မယ်အမီးပြည့်အားပြည့်သွားတယ်တကယ်အားပြည့်သွားတယ်ဆိုတော့မီးအပြလေးကိုပြောင်းပြီးတော့လင်းသွားမှာဖြစ်တယ်ပေါ့နော်ဒီခါကျရင်ကျွန်တော်အားသွင်းကျိုးဖြုတ်လိုက်လို့ရပြီပေါ့နော်ဒီမီးလုံးလေးတက်တဲ့ဟာတော့ကျွန်တော်အသေးစိတ်မပြတော့ဘူးမီးလုံးလေးကိုသဘောကျလို့ကျွန်တော်အိမ်မှာလည်းလိုက်ပြီးလို့ရှိနေဆိုရင်ဒီလိုမျိုးမီးလုံးအားသွင်းမီးလုံးပြုလုပ်တဲ့ circuit အတွဲလေးကိုကျွန်တော်ရောင်းပေးပါမယ်ဘာတွေပါမလဲဆိုတော့အားသွင်းကတ်တစ်ခုပါမယ်ဓာတ်ခဲတစ်လုံးပါမယ် LED circuit လေးတစ်ခုပါမယ်နော်၃မျိုးကိုကျွန်တော်ရောင်းပေးပါမယ်အဲ့၃မျိုးကိုဝယ်ပြီးရတယ်ကျွန်တော်အိမ်မှာပေါ့နော်ရှိတဲ့ဒီလိုမျိုး AC LED အဟောင်းမှာကျွန်တော်အခုလိုပြပြရတဲ့နည်းလမ်းတိုင်းတက်ဆင်လိုက်ရင်အားသွင်းမီးလုံးတစ်လုံးကိုအလွယ်တကူရရှိမှာဖြစ်တယ်ဝယ်ချင်တဲ့သူများရှိရင်လည်းကျွန်တော်တို့ဒီ comment မှာပြောထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုလည်းအားလုံးကနှစ်သက်သဘောကျတယ်ဆိုရင် comment မှာ yes လို့မှန်သွားနိုင်ပါတယ်ဗျဟုတ်ပြီဒီနေ့ဗီဒီယိုလေးကိုကြည့်အားပေးတဲ့ပရိသတ်ကြီးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းကျွန်တော် channel လေးမှာအခုလိုမျိုးပဲစိတ်ဝင်စားကောင်းတဲ့ဗီဒီယိုလေးတွေကျွန်တော်စူးစမ်းပြီးတော့ဖန်တီးတင်ဆက်ပေးနေမှာဖြစ်လို့နောက်လာမယ့်ဗီဒီယိုတွေကိုကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်သွားပြီးတော့စောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့ဗျဟုတ်ပြီအဲ့ဒါဆိုရင်အားလုံးနဲ့နောက်ထပ်လာမယ့်ဗီဒီယိုအသစ်မှာပြန်လည်ဆုံတွေ့ပါအောင်မယ်ဗျ bye bye